စိတ်ရဲ့အပေါ်ယံမှာလှုပ်ရှားနေတယ်အတွင်းကိုရောင်သွားပါအတွင်းမှာငြိမ်သက်နေတယ်ငြိမ်ချမ်းနေတယ်ဒီအပေါ်ယံစိတ်ကငါဆိုတဲ့စိတ်ဖြစ်နေတာကိုငါလို့ထင်နေတာဒီအပေါ်ယံစိတ်ကလေးပဲဒီအပေါ်ယံစိတ်ကပဲအမျိုးမျိုးမြည်အမျိုးမျိုးကြားရတဲ့အခါမှာလှုပ်ရှားတယ်လုံးဝတည်ငြိမ်မှုမရှိဘူးတိတ်ရောက်ရက်ခတ်တယ်အဲ့ဒါကိုတရားထိုင်လိုက်တဲ့အခါမှာနည်းနည်းလေးစိတ်တည်ငြိမ်သွားပြီဆိုရင်စိတ်ကအတွင်းကိုပြန်ဝင်သွားတယ်လို့ပဲပြင်ပကမြင်ရတာကြားရတာတွေကိုပြင်မတုံ့ပြန်တော့ဘူးတိယုံလေးပဲတည်ပြီးတော့နေလိုက်တယ်မြင်ကမြကြားကမြတီးကမြအဲ့ဒီထက်ပိုပြီးတော့အတွင်းကျသွားရင်ပိုပြီးတော့ငြိမ်သက်တယ်အဲ့ဒီထက်ပိုပြီးတော့အတွင်းကျသွားရင်ပိုပြီးတော့ငြိမ်သက်တယ်ငါဘသူပဲငါဘယ်ဝါပဲငါရာတူကပါအဲ့ဒါတွေကိုလွတ်လိုက်ပါအဲ့ဒါတွေအားလုံးဟာအပေါ်ယံလေးမှာပဲရှိပါတယ်အတွင်းထဲမှာမရှိပါဘူးဟိုးအတွင်းထဲရောက်သွားပြီဆိုရင်စိတ်ကငြိမ်ပြီးတော့လွတ်လပ်သွားတယ်လွတ်လပ်မှုရှိတယ်ဘာလို့လဲဆိုတော့ကိလေသာမရှိဘူးဘာနောင်ဖွဲ့မှမရှိဘူးလွတ်လပ်နေပါတယ်